တသင်းမဟုတ်တသင်းအိမ်ပြန်ရတော့မဲ့ Morocco vs နေတာလဲအားလုံးပဲမင်္ဂလာပါ 1H2 ကနေပြန်လဲကြိုဆိုလိုက်ပါတယ် Morocco အသင်းဟာဒီနေ့ကမ္ဘာဖလားပြိုင်ပွဲကြီးစီကိုတာမန်အဆင့်ထက်မကားတဲ့ချန်ပီယံဆုစိန်ခေါ်သူတအုပ်အနေနဲ့ဂုဏ်ယူဝင်ကြောစွာတက်လှမ်းလာခဲ့တာဖြစ်ပါတယ်ပြီးခဲ့တဲ့2022ကာတာကမ္ဘာဖလားတော့ကဆီမီဖိုင်နယ်အထိတက်လှမ်းနိုင်ခဲ့တဲ့သူတို့ရဲ့သမိုင်းဝင်ခြေလှမ်းတွေဟာအာဖရိကရဲ့ချင်းသေးတွေကိုကမ္ဘာဘောလုံးလောကရဲ့ထိပ်တန်းအင်အားကြီးအသင်းတစ်သင်းအဖြစ်လဲကောင်းကောင်းကြီးအတိအမှတ်ပြုခံစေခဲ့ရပါတယ်ဒါပေမဲ့ဒီလိုကြီးကျယ်ခမ်းနားလာတဲ့အိမ်မက်ဟောင်းကိုထပ်မံအသက်သွင်းဖို့ဆိုရင်တော့သူတို့အနေနဲ့လက်ရှိပြိုင်ပွဲမှာအတောက်ပဆုံးခြေစွမ်းပြနေတဲ့နေသားလဲအသင်းကိုမဖြစ်မနေကြော်ဖြတ်ရတော့မှာဖြစ်ပါတယ်။ဒက်ရှ်အသင်းဟာပြိုင်ပွဲတစ်လျှောက်အတောင်တင်းဆုံးစုဖွဲ့မှုနဲ့အတူဘယ်အသင်းမဆိုထိပ်တိုက်တွေ့ဖို့အဓိကလက်ဆောင်ချင်နေကြတဲ့အသင်းတစ်သင်းဖြစ်နေလို့ပါပဲ။ဒီနေ့ကမ္ဘာဖလားရဲ့အုပ်စု C နဲ့အုပ်စု F တို့ဟာပြိုင်ပွဲမစတင်ခင်ကတည်းက32သင်းအဆင့်မှာတစ်သင်းနဲ့တစ်သင်းမလွဲမသွေတိုင်ပြီးကြတော့မဲ့ဂျိုးသိန်းဂျိုးမွားတွေလိုလမ်းကြောင်းကြီးတက်တဲ့ကြီးစုံနေခဲ့ပါတယ်။လက်ရှိအချိန်မှာတော့အာရှရဲ့အင်အားကြီးဂျပန်အသင်းဟာလည်းတမိုင်းဝင်အောင်မြင်မှုတွေရဖို့အဆင်သင့်ဖြစ်နေတာကြောင့်ဘယ်အသင်းအတွက်မဆိုလွယ်ကူတဲ့ပွဲစဉ်ဆိုတာလုံးဝမရှိနိုင်ပါဘူး။ဘရာဇီးနဲ့ဂျပန်တို့ရဲ့ထိပ်တိုက်တွေ့ဆုံမှုကပြည်သက်တွေအတွက်တရေကြစရာကောင်းလွန်းလှသလိုတစ်ဖက်မှာလည်းနယ်သာလန်နဲ့မော်ရိုကိုတို့ရဲ့ပွဲစဉ်ကတော့ဘောလုံးချစ်သူတွေရဲ့ရင်ကိုတုံလုံးခြောက်ချားစေပါတယ်။ဘာလို့လဲဆိုတော့ကမ္ဘာအဆင့်တန်းရှိတဲ့ထိပ်သီးအသင်းကြီးနှစ်သင်းတွေကတစ်သင်းဟာအားလုံးမျှော်လင့်ထားတာတဲ့ပိုပြီးစောစောစီးစီးအိမ်ပြန်ရတော့မှာဖြစ်လို့ပါပဲ။ကွင်းတွင်ကကမ္ဘာဖလားရဲ့တင်းမာတဲ့လေထူးနဲ့အတူကွင်းလုံးပြအော်ဟစ်ကြွေးကြော်မဲ့ပရိသတ်တွေကြားတယ်။အားလုံးကဒီပွဲကိုစောင့်ကြည့်လို့နေကြပါပြီ။ဘော်ရိုကိုအသင်းရဲ့အဓိကကျယ်ဝန်းနောက်ခံလူဟာကီမီတို့လိုကစားသမားတွေအနေနဲ့နေသားလည်းရဲ့ထိုးပေါက်တိုက်စစ်ဆင်မှုတွေကိုဘယ်လိုထိန်းချုပ်လဲဆိုတာကလည်းစိတ်ဝင်စားစရာအကောင်းဆုံးအကွက်ပါပဲ။အာဖရိကချင်းသေးတွေရဲ့ကြန့်ခိုင်တဲ့ခံစစ်အကာအကွယ်နဲ့ဒက်ရှ်ရဲ့စနစ်တကျတိစောက်ထားတဲ့တိုက်စစ်အလဲအပြောင်းတွေကရခင်းစိမ့်ပေါ်မှာပြင်းထန်လာအောင်မှသိကြပါတယ်။တကယ်လို့မော်ရိုကိုအသင်းအနေနဲ့သူတို့ကိုပေးထားတဲ့ဓာတ်ခေါ့ဆိုတဲ့တာမန်ပွဲတစ်ခုကိုဖျောက်ဖျက်ပြီးကမ္ဘာဘောလုံးလောကရဲ့အသင်းကြီးတစ်သင်းဖြစ်ရာတပ်ပတ်အသီးမဲ့ပြုခံခြင်းနဲ့ဆိုရင်တော့ဒီပွဲကသူတို့အတွက်အကောင်းဆုံးသက်သေပြရမယ့်စာမေးပွဲတစ်ပွဲဖြစ်လို့နေပါတယ်။ကမ္ဘာဖလားသမိုင်းတစ်လျှောက်ဩဇာအာဏာကြီးမားခဲ့တဲ့နယ်သာလန်လိုအသင်းကြီးမျိုးကိုအောင်နိုင်မှသာသူတို့ရဲ့အိမ်မက်တွေကပို့ပြီးအတောင်ဖြတ်နိုင်မှာဖြစ်ပါတယ်။ဒါဟာကစားသမားတွေအတွက်တင်မကဘောလုံးပရိသတ်တွေရဲ့နှလုံးခုန်တန်ကိုပါစိန်ခေါ်နေတဲ့ညာချမ်းတစ်ခုဖြစ်လာပါလိမ့်မယ်။ဝဲချင်းတွေကတဖြည်းဖြည်းအဆုံးဖြတ်အဆင့်တွေစီကိုချင်းကပ်လာတာနဲ့အမျှကမ္ဘာဖလားရဲ့မော်အတက်တွေကပို့ပြီးတော့ဆွဲဆောင်မှုရှိလာခဲ့ပါတယ်။နယ်သာလန်ရဲ့လိမ်မော်ရောက်လှိုင်းလုံးကြီးတွေကြောင့်မော်ရိုကိုရဲ့ဆာဟာရာတဲကန်အရာချင်းတွေဘလို့ရုန်းကန်ရင်ဆိုင်သွားမလဲဆိုတာကတော့ရင်ခုန်စရာဒရာမာတွေအပြည့်ပါပဲ။တမိုင်းသစ်ရေးထိုးကျင်နေကြတဲ့အာဖရိကသွေးရဲ့အစင်လာတွေကိုထိမ့်သိမ်းကျင်တဲ့ဥရောပရဲ့အင်အားကြီးတို့ထိပ်တိုက်တွေ့ဆုံမဲ့ဒီပွဲစဉ်ဟာဒါမဲ့အစီရဲ့အကောင်းဆုံးနဲ့အပြင်းထန်ဆုံးစစ်ပွဲတစ်ပွဲဖြစ်လာမလားဆိုတာမကြောင်ခင်မှာအပြေပေါ်လာတော့မှာဖြစ်ပါတယ်။ဒီလိုအရသာရှိတဲ့သုံးသက်ချက်တွေကိုအမြဲတမ်းဆင်နိုင်ဖို့အတွက် 1H2 page ကို like and follow လုပ်ထားပြီးဖို့ပြောကြရင်အဆုံးသတ်ပါရစေ။ကျေးဇူးတင်ပါတယ်။